Hello ပရိသတ်ကြီးတို့ဗီဒီယိုတွေမတင်တော့စိတ်ဆိုးနေကြပြီလားစိတ်မဆိုးကြပါနဲ့ဗျာဗီဒီယိုတွေကလွန်ခဲ့တဲ့တစ်ပတ်ကလေးကပြန်တင်နေပါတယ်ဒါပေမဲ့ဒီ channel ကနေပြီးဘာမှတင်မရတာမလို့တခြား channel လေးမှာအပိုင်း9နဲ့10ကိုတင်ပေးထားပါတယ်တင်ထားတဲ့ channel link လေးကို comment မှာချပေးထားပါမယ်ဗျာဒါဆိုဇလန်းလေးကိုစလိုက်ရအောင်ဗျာစီယန်နဲ့ဟိုဆိုတိုကကျောင်းပြန်ဆုံပွဲတစ်ခုမှာအတိတ်အကြောင်းကိုပြန်လဲအောင်းမိနေကြပါတယ်သူတို့နှစ်ယောက်ဟာအရင်ကကျောင်းရှိမှာအတူတူလမ်းကျုံခဲ့တဲ့အတိတ်ကိုပြန်ပြောရင်းဘဝဆိုတာတကယ်မမြဲဘူးဆိုတဲ့အကြောင်းဆွေးနွေးနေကြပါတယ်အဲ့ဒီအချိန်မှာစန်ဂျာဆိုတဲ့အမျိုးသမီးကဝင်ရောက်လာပြီးသူတို့ရဲ့ဆွေးနွေးမှုကိုအနှောက်ယှက်ပေးကစီယန်ကိုမနာလိုတဲ့စိတ်နဲ့လှောင်ပြောင်ပြောဆိုပါတော့တယ်အဲ့ဒီအချိန်မှာပဲစီယန်ရဲ့တားဖြစ်သူတေဆန်ကတောက်ပတဲ့ဇင်ခံကားတစ်စီးနဲ့ရောက်ရှိလာပါတယ်စန်ဂျာကအခွင့်အရေးရပြီဆိုပြီးအဲ့ဒီကားကိုငှားလာတာလားကျောင်းပြန်ဆုံပွဲအတွက်နဲ့ကားငှားစရာလိုလားဆိုပြီးစီယန်ကိုအတင်းအဖျင်ပြောဆိုနေပါတော့တယ်ဒါပေမဲ့တေဆန်ကားပေါ်ကဆင်းလာတဲ့အခါမှာတော့အချီနီကပြောင်းလဲသွားခဲ့ပါတယ်ဝန်ထမ်းတွေကလည်းတေဆန်ကိုလေးစားစွာနဲ့ကားနေရာချထားခွင့်တောင်းဆိုကြပါတယ်စန်ဂျာကတေဆန်ကိုအထင်သေးတဲ့လီတန်နဲ့အရင်အကြီးမရှိတဲ့ကောင်လေးလို့မျက်နှာပျက်စရာပြောဆိုပြီးမြဲတေဆန်ကတော့အေးစီတည်ငြိမ်ပြီးအပြုံးနဲ့ပဲပြန်လေတုံ့ပြန်ခဲ့ပါတယ်သူကဒီကားဟာသူ့အမေစီးသွားတဲ့အခါအသုံးပြုတဲ့ကားတစ်စီးတာဖြစ်ကြောင်းနဲ့တန်မိုးအပြင်လေတန်း300လောက်ပဲရှိတော့မို့အယမ်းများလာတာမဟုတ်ဘူးဆိုပြီးပြောဆိုလိုက်တဲ့အခါစန်ဂျာတယောက်ဒေါသထွက်ပြီးစကားထစ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စီယန်ကတေဆန်ကိုသူ့တငယ်ချင်းဟောင်းဟိုဆွတ်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်တေဆန်ကဟိုစုကိုလေးစားစွာနှုတ်ဆက်လိုက်ပြီးသူဟာတက္ကသိုလ်တစ်ခုမှာဥပဒေပညာရပ်ကိုသင်ယူနေတဲ့ကျောင်းသားတစ်ဦးဖြစ်ကြောင်းပြောပြခဲ့ပါတယ်တေဆန်ရဲ့ရုပ်ရည်ချော်မောမှုနဲ့ပညာရေးပေါ်အထူးထူးချွန်တဲ့အချက်တွေကိုဟိုစုကအယမ်းသဘောကျပြီးစီယန်ကိုစိတ်အေးဖို့ချီးကျူးစကားပြောကြခဲ့ပါတယ်အဲ့ဒီလိုချီးကျူးခံရတာကိုစန်ဂျာကမနာလိုဖြစ်ပြီးသူ့သားအကြောင်းကိုဝင်ရောက်ပြောဆိုပြီးမြဲဘလို့မှမရှင်းနိုင်ဖြစ်ခဲ့ပါတယ်စန်ဂျာကတီဆန်ကိုဒီကိုဘာလာလို့တာလဲဆိုပြီးဒေါသတကြီးမေးမြန်းတဲ့အခါမှာတော့တီဆန်ကသူ့အဖေအလုတ်များနေလို့အစားဝင်လာရကြောင်းသူ့မိသားစုကနုနယ်လွန်လို့ကိုယ်တိုင်လာရကြောင်းဟာတာနှောပြီးပြန်လေချီဖားခဲ့ပါတယ်ဟိုစုကအချီနီကိုထိမ့်သိမ့်ဖို့ကြိုးစားပြီးမြဲစန်ဂျာကတော့ဒေါသတွေပုံမထွက်လာပြီးတငယ်ချင်းဖြစ်သူစီယန်ကိုခေါ်ဖို့အထိအော်ဟစ်ဆူပူပါတော့တယ်ဟိုစုကစန်ဂျာကိုရေမောပြီးတောင်းပန်ဟန်ဖြင့်ဟာတောင်းပန်ပါတယ်ကျွန်တော်မေ့သွားလို့ပါဟုပြောလိုက်ရာစန်ဂျာကိုပို၍ဒေါသထွက်စေခဲ့ပါတယ်ဟိုစုနဲ့စီယန်တို့နှစ်ဦးဒီလဲစန်ဂျာ၏အပြုတ်အမူကိုရေမောလိုက်ကြပြီးစီယန်အားပါတီပွဲတဲ့သို့အတူဝင်ရန်ဖိတ်ခေါ်ခဲ့ပါတယ်ပါတီကျင်းပရာခမ်းမကြီးသည်ကြီးကျယ်ခမ်းနားပြီးအလွန်လှပလာပါတယ်ပါတီပွဲတဲ့ရောက်တဲ့အခါစီယန်၏တငယ်ချင်းများကစီယန်၏အတွင်းအပြင်ကိုမယုံနိုင်အောင်ဖြစ်သွားကြပါတယ်သူတို့ကစီယန်ကိုအံ့ဩတကြီးဖြင့်ဝိုင်းဝန်းနှုတ်ဆက်ကြပြီးမင်းကအခုထိအယမ်းလှနေတော့မယ်နော်စသည်ဖြင့်ချီးကျူးစကားများပြောဆိုကြရာခမ်းမတစ်ခုလုံးစီကားသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစပင်းကိုနောက်တော့တေးတက်စွာဖီးလိန်ထားပြီးအထက်တန်းစားပုံစံရှိတဲ့အမျိုးသားတူရောက်လာပြီးမိတ်ဆက်စကားပြောကြလာပါတယ်သူကတော့ဒီဟိုတယ်ရဲ့အထွေထွေမန်နေဂျာဖြစ်ပြီးစီယန်အားအထူးလေးစားစွာနှုတ်ဆက်ခဲ့ပါတယ်သူကစီယန်တို့လိုဧည့်သည်တော်ကြီးများကိုသူတို့ဟိုတယ်မှာလက်ခံရရှိတဲ့အတွက်အလွန်ကြီးစုတင်ကြောင်းပြောကြရင်း Chef Albert နဲ့အဖွဲ့သားများကိုယ်တိုင်ပြင်ဆင်ထားသောအေးလက်ဆောင်အစားအစာများကိုတီးခင်းပြသခဲ့ပါတယ်။မန်နေဂျာဖြစ်သူက1992ခုနှစ်ထုတ်အကောင်းစားဝိုင်ကိုယူဆောင်လာပြီးစီယန်အားတောက်သုံးရန်လေးစားစွာဖိတ်ခေါ်ခဲ့ပါတယ်။စီယန်လည်းအနေငယ်အံ့ဩသွားတော့လေလက်ခံလိုက်ပါတယ်။ပွဲတက်လာသူများကတော့ဟိုတယ်မန်နေဂျာကိုယ်တိုင်စီယန်ကိုလာရောက်ဧည့်ခံသည်ကိုမြင်တွေ့ရပြီးအလွန်အမန်အံ့ဩသွားကြပါတယ်။လူတွေကစီယန်နဲ့မန်နေဂျာတို့ဘေးလူတိကျွမ်းကြတယ်လေခင်ဘုန်းတွေကဘာတွေလုပ်နေလဲစသည်ဖြင့်ဝိုင်းဝန်းမီးမြန်းကစိတ်ဝင်စားဖြစ်သွားကြပါတော့တယ်စန်ဂျာတယောက်မနာလိုမှုတွေကြောင့်စိတ်မထိန်နိုင်တော့ပဲစီယန်ရဲ့မိသားစုကိုအတင်းဖြင်းတွေနဲ့စော်ကားပြောဆိုလာပါတော့တယ်စီယန်ရဲ့မိဘတွေအကြောင်းမုံမမှန်ဆွဆွဲမှုတွေလှုပ်လာတဲ့ခါမှာတော့စီယန်ကအေးစီးတည်ငြိမ်စွာနဲ့ပဲတကယ်ကိုတနာစရာကောင်းတဲ့စန်ဂျာပဲဆိုပြီးတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီစကားကြောင့်စန်ဂျာတယောက်ပိုပြီးဒေါသထွက်သွားခဲ့ပါတယ်စီယန်ကစန်ဂျာကိုနှစ်ပေါင်းများစွာကြောင်းတက်စင်ကလေးကမနာလိုစိတ်ရှိနေခဲ့တာကိုထောက်ပြပြီးအခုချိန်ထိမပြောင်းလဲသေးဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာတော့စန်ဂျာကစီယန်ကိုအထင်သေးတဲ့စကားလုံးတွေနဲ့ဆက်ပြီးစော်ကားလာတာကြောင့်စီယန်ကသူ့လက်ထဲကဝိုင်ခွက်နဲ့စန်ဂျာရဲ့အဝတ်စားတွေပေါ်ကိုပတ်ချလိုက်ပါတော့တယ်။အနီရောင်ဝိုင်တွေဖိတ်ဆင်သွားပြီးစန်ဂျာတယောက်အဆက်ကွဲသွားခဲ့ပါတယ်။စီယန်ကစန်ဂျာကိုငါ့ကိုမနာလိုဖြစ်တာကိုဂယုမဆိုင်ပေမဲ့ငါရဲ့မိဘတွေကိုလာစော်ကားတာကိုတော့ဘတော်မှခွင့်မလွတ်ဘူးလို့တီကြီးခိုင်မာတဲ့လေတံနဲ့တတိပေးခဲ့ပါတယ်။စန်ဂျာလည်းသူ့ခင်ပွန်းစီပြေးသွားပြီးတိုင်တန်းကငိုယူပါတော့တယ်
စံကြာရဲ့ခင်ပွန်းကလည်းသူ့ဇနီးဘက်ကနေရက်တီးပြီးစီယန်ကိုတရားဆွဲမယ်လို့ချင်းချောက်ပြောဆိုလာပါတယ်အဲ့ဒီအချိန်မှာပဲစီယန်ရဲ့သားဖြစ်သူတေဆန်ကဝင်ရောက်ပြောဆိုလိုက်ပါတယ်စံကြာရဲ့ခင်ပွန်းကတေဆန်ကိုဟိုတယ်ဝင်ထမ်းလို့ထင်ပြီးဆဲဆူချိန်မောင်းမိမယ်စီယန်ကတေဆန်ဟာသူ့ရဲ့သားဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်တေဆန်ကလည်းသူဟာကိုရီးယားတက္ကသိုလ်ရဲ့ဥပဒေကျောင်းသားတဦးဖြစ်ကြောင်းခံရတည်ငြိမ်စွာမိတ်ဆက်လိုက်ပါတယ်တေဆန်ရဲ့မိတ်ဆက်စကားနဲ့ကိုရီးယားတက္ကသိုလ်ဆိုတဲ့အမည်ကိုကြားလိုက်ရတဲ့ခါမှာတော့စံကြာရုလင်များနှစ်ယောက်လုံးအံ့ဩမှိန်တက်သွားခဲ့ကြပါတယ်ပါတီပွဲတက်ရောက်လာသူတွေကလည်းတေဆန်ရဲ့ရဲဝံတည်ငြိမ်မှုကိုအံ့ဩနေကြပြီးစံကြာရဲ့ခင်ပွန်းလည်းစပ်ပြောစရာစကားမရှိတော့ဘဲငြိမ်သက်သွားပါတော့တယ်တေဆန်ကတော့သူ့အပေါ်ပြောဆိုလာတဲ့စကားတွေကိုအေးဆေးပဲရေမောပြီးတုံ့ပြန်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့စံကြာရဲ့ခင်ပွန်းကိုကြည့်ပြီးသူတို့ဇနီးမောင်နှံကမိုက်ရိုင်းတာမို့ဒီမှာရှိတဲ့ပေါင်မုံတွေကိုအကုန်ဝယ်ကျွေးလိုက်မယ်ဆိုပြီးလောင်ပြောင်ပြောဆိုလိုက်ပါတယ်အဲ့ဒီအခါမှာစံကြာရဲ့ခင်ပွန်းကတေဆန်ကိုအထက်လူကြီးကိုပြန်ပြောရဲလားဆိုပြီးဒေါသတကြီးအော်ဟစ်လာပါတယ်တေဆန်ကတော့လုံးဝကိုတီကြီးလေးနဲ့တဲ့မျက်နှာနဲ့ပဲသူတစ်ပါးရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အတွက်ဥပဒေအရာတရားစွဲဆိုသွားမယ်လို့တတိပေးလိုက်ပါတယ်သူ့အမေကိုမနာလိုတဲ့စိတ်နဲ့မဟုတ်မမှန်ဆွဆွဲမှုတွေမိသားစုကိုအထင်သေးတဲ့စကားတွေပြောဆိုတာကိုလက်မခံနိုင်ဘူးလို့တေဆန်ကပြောလိုက်တဲ့အခါစံကြာရဲ့ခင်ပွန်းတယောက်ဒေါသထွက်ပေမဲ့ဘာမှပြန်မပြောနိုင်အောင်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်တေဆန်ကဥပဒေရုံးကိုဖုံးခေါ်ဆိုလိုက်ပြီးသူ့ရှိမှရှိနေတဲ့စံကြာရဲ့ခင်ပွန်းကိုဖုံးရွှဲပေးလိုက်ပါတယ်ဖုံးစကားပြောတဲ့အခါမှာတော့စံကြာရဲ့ခင်ပွန်းကအထင်ကြီးခံခြင်းတဲ့ပုံစံနဲ့စတင်ပြောဆိုခဲ့ပါတယ်ဒါပေမဲ့ဖုံးတစ်ပတ်ချမ်းကအတန်ကိုကြားလိုက်ရတဲ့အခါမှာတော့သူ့ရဲ့အထက်လူကြီးဖြစ်တဲ့ညွန်ကြားရင်မှုဖြစ်နေတာကိုသိလိုက်ရပါတယ်ဖုံးတစ်ပတ်ချမ်းကညွန်ကြားရင်မှုရဲ့ပြင်းထန်တဲ့စူပူချိန်မောင်းတန်တွေကိုကြားလိုက်ရတဲ့အခါစံကြာရဲ့ခင်ပွန်းဖြစ်သူတယောက်အလွန်အမင်းထိတ်လန့်သွားပါတော့တယ်အလုတ်ကနေထုတ်ပြစ်မယ်ဆိုတဲ့ချင်းချိုက်တန်တွေနဲ့အတူလီဒွန်းဝါဟာကြောက်လန့်တကြားနဲ့တေဆန်ကိုပြန်လေတောင်းပန်ပါတော့တယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးစံကြာတယောက်ဘာဖြစ်မှမသိပဲအံ့ဩမိန်တန်နေခဲ့ပြီးတေဆန်ကတော့ AC တည်ငြိမ်နေမျက်နှာနဲ့သူ့ရဲ့ဥပဒေဟီယာတွန်းကျင်မှုကိုအဆုံးသတ်ပြသလိုက်ပါတယ်စံကြာတယောက်ဘာဆက်လို့ရမှမသိပဲအော်ဟစ်နေချိန်မှာပဲလီဒွန်ဝမ်ကသူမရဲ့ပါးကိုအားနဲ့လှမ်းကြိုက်လိုက်ပါတော့တယ်ဒီရိုက်ချက်ကြောင့်မျက်ရည်နဲ့နှက်ချီးတွေရောပြီးနှုတ်ခမ်းနဲ့သွားတွေတောင်တုံရင်သွားခဲ့ပါတယ်လီဒွန်ဝမ်ကလည်းသူမကိုပစပ်ပိတ်ဖို့အော်ဟစ်ပြီးလူအများရှိမှဆွဲခေါ်သွားပါတော့တယ်အဲ့ဒီမြင်ကွင်းကြောင့်ပါတီတွေကလူတွေအကုန်လုံးထိတ်လန့်သွားကြပါတယ်တေဆန်ကတော့ကိုယ်စနီးကိုတောင်ဒီလောက်ရရက်ဆက်ဆက်ရိုက်ရတယ်ပေါ့လို့တွေးလိုက်ပြီးအခြေအနေကိုထိန်းတဲ့အနေနဲ့ဒီနေ့ပါတီကတော့တကယ်ကိုပူပြင်းလို့နဲ့လို့စကားလမ်းကြောင်းလွှဲလိုက်ပါတယ်ဟိုဆုကလည်းစီရင်ကိုသူတို့ကိုဂယုမဆိုင်ပါနဲ့မင်းကတကယ်မိုက်တယ်ဆိုပြီးနှစ်သိမ့်ပေးခဲ့ပါတယ်အဲ့ဒီနောက်လူအုပ်ကြီးဝင်လာကြပါတယ်စီယန်ကပွဲကိုအနှောက်ယှက်ပေးမိလို့တောင်းပန်ပေမဲ့ပရိသတ်တွေကတော့ဒါကိုအထူးအစီအစဉ်တစ်ခုလို့ထင်သွားကြပါတယ်တေဆန်ကတော့အေးစီးတည်ငြိမ်စွာပြုံးနေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Forbes အဖွဲ့ဝင်တွေထွက်လာပြီးသူတို့ရဲ့ဖျော်ဖြေပွဲကိုစတင်လိုက်ကြပါတော့တယ်ပရိသတ်တွေကသူတို့ကိုမှတ်မိနေကြပြီးတချင်းတွေကိုပါတခဲနဲ့ချီးကျူးခဲ့ကြပါတယ်ရုတ်တရက်ဟိုတယ်မန်နေဂျာအင်ချန်ကိုရောက်လာခဲ့ပါတယ်သူကအားလုံးအတွက်ညစာပြင်ဆင်ပေးထားတယ်လို့သတင်းကောင်းပါလိုက်တာပါသူတို့ရဲ့မန်နေဂျာနဲ့လည်းဆက်သွယ်ပေးထားပြီးပြီလို့ပြောလိုက်တဲ့အခါမှာတော့အဖွဲ့ဝင်တွေဝမ်းသာလုံးလို့မျက်ရည်တောင်ကျမတက်ဖြစ်သွားကြပါတယ်စပွဲပေါ်မှာပြင်ဆင်ထားတဲ့အမေသားတိုးသားလိုမျိုးအရသာရှိတဲ့အစားအစာတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အလွန်အမင်းအံ့ဩဝမ်းသာသွားပြီးပျော်ပျော်ရွှင်ရွှင်စားတော့ကြပါတော့တယ်အဖွဲ့ရဲ့မန်နေဂျာကရောက်လာပြီးမနက်ဖြန်မွန်းလွဲပိုင်းမှာအချိန်ရှိတာကြောင့်စိတ်ကြိုက်စားတော့ကြဖို့ခွင့်ပြုပေးလိုက်ပါတယ်ဒါကြောင့်မင်းကလေးတွေအားလုံးစားတော့ဖွယ်ရစပွဲစီကိုပျော်ရွှင်စွာနဲ့ပြေးသွားကြပြီးဒီနေ့လိုနေမျိုးကိုပဲရှင်သန်ချင်တော့တယ်အရန်စားကောင်းတာပဲအခုတေးရင်အောင်နောင်တရစရာမရှိတော့ဘူးလို့ပြောဆိုကပျော်ရွှင်နေကြပါတယ်အဲ့ဒီအချိန်မှာပဲတီဆန်ကစီယန်အတွက်ရေခဲမှုပန်းကိုကင်ပြီးရောက်လာပါတယ်ဒါပေမဲ့မင်းကလေးတွေကတီဆန်ကိုမတိတာကြောင့်ဟိုပါဘာတူလဲလူဖြစ်လာဆိုပြီးအထင်မြင်လွဲမသွားကြပါတယ်စီယန်ကတော့သူ့သားကိုချစ်ချင်းပဲပြေးဖက်ပြီးငိုယူလိုက်ပါတယ်တီဆန်ကလေသူ့အမေကိုဖက်ထားရင်ဘာလုပ်ရမှန်းမသိဖြစ်နေပေမဲ့လူတွေမြင်အငိုးဆုံးလို့ထင်နေဦးမယ်ဆိုပြီးနှာခေါင်းရှုံကညင်သားစွာဆူလိုက်ပါတယ်အဲ့ဒီနောက်တီဆန်ကမင်းကလေးတွေနဲ့မိတ်ဆက်ပေးလိုက်တဲ့အခါမှာတော့သူ့ကိုအရင်ကတိကျွမ်းမှုသူတွေကအရင်ချိုးလာပြီစာတိုးတဲ့ကောင်လေးကတီလောက်ချိုးနေတာလားဆိုပြီးချစ်ကြိုးစကားတွေပြောဆိုကြပါတယ်စီယန်ကလည်းအခုလိုစားတော့ဖွေရာဒီအတွက်မင်းမြန်းလိုက်တဲ့အခါတီဆန်ကဒါသူ့အမိန့်နဲ့စီစဉ်ထားတာဖြစ်ပြီးသူ့ဂတိပေးထားတဲ့အတိုင်းလှုပ်ဆောင်ပေးတာဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်စီယန်ကမန်နေဂျာကိုဘယ်လိုနားချခဲ့လဲဆိုပြီးအံ့ဩစွာမင်းမြန်းတဲ့အခါတီဆန်ကသူ့ရဲ့လှုပ်ဝက်ချက်ကိုထုတ်ပြပြလိုက်ပါတယ်တီဆန်က KNB Entertainment Company မှာဝန်တန်3000ဘီလီယံ3ရင်းနှီးမြှုပ်နှံထားပြီး850%ကိုပိုင်ဆိုင်ထားသူဖြစ်ကြောင်းသိလိုက်ရတဲ့အခါမင်းကလေးတွေအားလုံးအံ့ဩသွားကြပါတော့တယ်
တေဆန်ကတော့သူ့အမေမှာငွေအနှဲငယ်ရှိတယ်ဆိုပြီးရဲမောကဝန်ခံလိုက်ပါတယ်ဒီစကားကြောင့်မိန်းကလေးတွေကတန်တရာအနှဲငယ်ဝင်သွားကြပေမဲ့စီယန်ကတော့ရှက်ရွံ့ပြီးမျက်နှာလေးနီရဲသွားပါတယ်ထို့နောက်စီယန်ကတေဆန်ကိုကျောင်းကိစ္စနဲ့ internship ဆင်းဖို့အစီအစဉ်ရှိမလားလို့မေးမြန်းခဲ့ပါတယ်တေဆန်ကလည်း internship အကြောင်းကိုတွေးတောရင်းမိန်းကလေးတွေလှုပ်ချင်ကြမလားဆိုပြီးမေးလိုက်တဲ့အခါသူတို့အားလုံးကလှုပ်ချင်ကြတယ်လို့စိတ်အားထက်သန်စွာဖြေကြားခဲ့ကြပါတယ်တေဆန်လည်းဖုန်းတစ်လုံးကိုထုတ်ယူကစီနီယာတယောက်ကိုခေါ်လိုက်ပြီး talent contest ကိစ္စကိုကိုယ်တိုင်စီစဉ်နိုင်မလားဆိုပြီးဆွေးနွေးပါတယ်ဖုန်းတစ်ဖက်ချမ်းကလူကစိုးရင်တဲ့ပုံစံနဲ့မေးမြန်းပေမဲ့တေဆန်ကတော့သူ့ဘာသာလုံနိုင်ကြောင်းကြားဝင်မဆွတ်ဖတ်ဖို့သာပြောလိုက်ပါတယ်ဒီမြင်ကွင်းကြောင့် FOB အဖွဲ့ဝင်မိန်းကလေးတွေကတေဆန်ကိုအံ့ဩလေးစားသွားကြပါတယ်ခဏကြာမှာတော့တေဆန်ရဲ့ဖုန်းထဲကိုစာတိုဒီဆက်တိုက်ဝင်လာပြီးဟောင်ကောင်ကိုစီးပွားရေးခရီးစဉ်နဲ့ခဏထွားရမယ့်ကိစ္စဖြစ်လာပါတယ်တေဆန်ကသူ့အရွယ်မှာလုပ်ငန်းရှင်တွေစတင်လုပ်ကိုင်နေကြပြီဆိုတဲ့အချက်ကိုတွေးတော့ကစိတ်အားထက်သန်နေပါတယ်လီယီမော်မှာလည်းဟောင်ကောင်ကိုရောက်ဖို့အချိန်ဘလောက်လိုသေးလဲဆိုတာကိုတွေးတော့ရင်သူ့အဖော်ဖြစ်သူနဲ့ချင်းစုမှုတွေကိုစီစဉ်နေခဲ့ပါတယ်လီယင်စင်းတပ်ပြီးနောက်ဟောင်ကောင်လေးစိမှာတော့စပင်းရွှေရောင်ရှိတဲ့နိုင်ငံသားမိုက်ကယ်ကတီဆန်ကိုပြုံးရွှင်စွာနဲ့စောင့်ကြိုနေပြီးရင်းနှီးမိပွေဖန်နှုတ်ဆက်ပါတယ်အဆောက်အုံတစ်ခုတွင်းမှာတော့တီဆန်ကဇင်ခံဝတ်စုံကိုဝတ်ဆင်ထားပြီးမိုက်ကယ်နဲ့အတူအမေရိကန်နိုင်ငံရေးအခြေအနေအကြောင်းကိုဆက်လက်ဆွေးနွေးခဲ့ပါတယ်တီဆန်ကအမေရိကန်နိုင်ငံရေးမှာဟီလာရီရဲ့လမ်းကြောင်းအတိုင်းဆက်သွားနေစေလားဆိုပြီးမိုက်ကယ်ကိုဆက်လက်မေးမြန်းခဲ့ပါတော့တယ် မိုက်ကယ်စီကနေရှင်းလင်းတိကျတဲ့အဖြေတစ်ခုကိုရရှိခဲ့ပြီးနောက်ဂျန်တေဆန်ကဒီမိုကရက်တစ်ပါတီဟာပြိုလဲဖို့ကန့်ကြမှာပါပဲစစ်ပွဲတွေကြောင့်အာဏာပြန်ရလာနိုင်တယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်သူကမိုက်ကယ်ကိုဟီလာရီရဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှာငွေကြီးရင်းနှီးမြှုပ်နှံဖို့ညွှန်ကြားခဲ့ပါတယ်ဒီစကားကိုကြားတဲ့အခါမိုက်ကယ်တယောက်အံ့ဩမှန်တက်သွားခဲ့ပါတယ်ဂျန်တေဆန်ကဥပဒေနဲ့အညီနိုင်ငံရေးရန်ပုံငွေတွေကိုအများဆုံးအသုံးပြုဖို့နဲ့အိုဘားမားဘက်ကတော့ဟီလာရီကိုလိုအပ်အောင်မယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်မိုက်ကယ်လည်းဂျန်တီဆန်ရဲ့အကြံဉာဏ်ကိုနားလည်သွားပြီးချက်ချင်းလှုပ်ဆောင်ပေးမယ်လို့ပြောပါတယ်။လက်ရှိမှာတီးတန့်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေနဲ့ရှော့ဈေးရန်ပုံငွေ35ခုရှိနေပြီဖြစ်ပြီးဂျန်တီဆန်ကအဲ့ဒီအရေးအတွက်ကို90အထိတိုးမြင့်ဖို့ထပ်မံညွှန်ကြားခဲ့ပါတယ်။သူ့နာမည်နဲ့တော့အများဆုံး20ထပ်ပို့လို့မရတာကြောင့်ဂျန်နဲ့ရန်ပုံငွေတွေကိုပူးတွဲရင်းနှီးမြှုပ်နှံသူအဖြစ်စာချုပ်ချုပ်ဆိုဖို့ပြောခဲ့ရာမိုက်ကယ်လည်းအလွန်အမင်းထိတ်လန့်လေးစားသွားခဲ့ပါတယ်။ဂျန်တီဆန်ကမိုက်ကယ်စီကနေအကန့်အသတ်မဲ့သုံးဆွဲလို့ရတဲ့ black card ကိုတောင်းလိုက်ပါတယ်။အဲ့ဒီကတ်ကိုရပြီးနောက်ဂျန်တီဆန်ကသူ့အတွက်ကိုပိုင်လီရင်ဝေဖို့စီစဉ်ပါတော့တယ်ခရီးတိုနဲ့ခရီးဝေးပြန်တန်းနိုင်မဲ့ကိုပိုင်လီရင်တွေကိုဝေယူဖို့ဆွေးနွေးတဲ့အခါမိုက်ကယ်တယောက်စကားမပြောနိုင်အောင်အံ့ဩသွားပြီးအလုတ်ကိုချက်ချင်းသွားလုပ်တော့မယ်လို့တုံ့လှုပ်စွာဖြေကြားခဲ့ပါတယ်နောက်ဆုံးဇက်ကွက်မှာတော့ FOB အဖွဲ့ရဲ့မန်နေဂျာ2ယောက်ကအခန်းထဲမှာထိုင်ပြီးဆွေးနွေးနေကြပါတယ်ဂျန်တီဆန်ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးစဉ်းစားနေကြပြီး1တန်း3000ဘီလီယံ3လောက်ရင်းနှီးမြှုပ်နှံထားတာကြောင့်သူတို့ဘက်ကအကျိုးအမြတ်ဘယ်လောက်ရမလဲဆိုတာကိုတွက်ချက်နေကြပါတယ်အကိုဖြစ်သူကအလင်းအစိုးလို့မလှုပ်ဆောင်ပဲစပွန်ဆာတွေဆက်ရှာဖို့ညွှန်ကြားလိုက်ပြီးဆွေးနွေးမှုကိုအဆုံးသတ်ခဲ့ပါတယ်မန်နေဂျာ2ယောက်ကသူတို့ရဲ့ကုမ္ပဏီအကျိုးအမြတ်နဲ့ဆက်လင်းပြီးဆွေးနွေးနေကြပါတယ်သူတို့ကစီယန်ကနေငွေဘီလီယံများစွာရနိုင်တယ်လို့တွက်ချက်ကအမြတ်ထုတ်ဖို့ကြံစည်နေကြပါတယ်အထူးသဖြင့် CNC ကနေအကျိုးအမြတ်ရယူပြီးစပွန်ဆာကြီးတွေအများကြီးရဖို့အတွက်ကြံစည်ပြောဆိုနေကြပါတယ် TSNC ကို KNB Entertainment Company နဲ့ပတ်သက်တဲ့အစည်းအဝေးခန်းစာရောက်လာပါတယ်အစည်းအဝေးခန်းစာကိုဖတ်ရှုပြီးနောက် TSN တယောက်အလုံးအမင်းဒေါသထွက်သွားခဲ့ပါတယ်ကုမ္ပဏီမန်နေဂျာညီကို2ယောက်ကမိန်းကလေးငယ်တွေကိုအမှုပညာရှင်ဖြစ်အောင်ပြုစုပြောထောင်ပေးမယ်ဆိုပြီးလိန်လေလှဲ့စားကစပွန်ဆာကြီးတွေယူပြီးမတရားလုပ်နေကြတာကိုသိလိုက်ရပါတယ်အဲ့ဒီအပြင်သူတို့ဟာမူးယစ်ဆေးဝါးတုံဆွဲခြင်းလိန်ပိုင်းဆိုင်ရာရိုက်ကူးမှုတွေကိုအသုံးပြုပြီးချင်းချောက်ခြင်းများပြုလုပ်နေတယ်ဆိုတဲ့ဆိုးရွားတဲ့အချက်လက်တွေကိုဖတ်ရှုလိုက်ရပါတယ်တီဆန်ကအဲ့ဒီမတရားတဲ့သူတွေကိုလုံးဝတီးမခံနိုင်တော့ပဲအမြင့်ပြတ်ချေမှုန်းဖို့ချက်ချင်းညွှန်ကြားလိုက်ပါတယ်တာဝန်ရှိသူကလည်းတီဆန်ရဲ့အမိတ်အတိုင်းထိရောက်စွာအရေးယူဆောင်ရွက်ပြီးမယ်လို့ပြောကြားခဲ့ပါတယ်နောက်တနေ့မနက်စောစောမှာတော့တီဆန်ဟာ KNB Entertainment Company ရှိကိုအစားအစာတွေအများပြားတည်ဆောင်လာခဲ့ပါတယ်။ကုမ္ပဏီရှိမှာလုံခြုံရေးတွေကတီဆန်ကိုအထဲဝင်ကိုမပြုတ်ဘူးတားဆီးခဲ့ပေမဲ့တီဆန်ကတော့၎င်းတို့ဟာခလီးတွေအတွက်မုံတွေဖြစ်ကြောင်းအီးဆေးစွာပြောဆိုခဲ့ပါတယ်။ကုမ္ပဏီမန်နေဂျာကအစားအစာတွေကြောင့်ခလီးတွေရဲ့ကိုယ်ခန္ဓာပုံစံပျက်စီးသွားနိုင်တယ်ဆိုပြီးဒေါသတကြီးအော်ဟစ်ခဲ့ပါတယ်။တီဆန်ကတော့အီးဆေးတည်ငြိမ်တဲ့အပြုံးနဲ့ပဲအိမ်လုံးဟမ်ဘာဂါအစားအစာများကိုတီခင်းပြသခဲ့ပါတော့တယ်Organic ဟင်းသီးဟင်းရွက်တွေကိုရီးယားအမဲသားတွေနဲ့လုပ်ထားတဲ့အိမ်လုပ်ဟမ်ဘာဂါကိုမန်နေဂျာကပရိသတ်တွေအတွက်မစားသင့်ဘူးဆိုပြီးဆက်ပြောနေတော့မှာပဲ
Fob အဖွဲ့ရဲ့ manager ကတော့တီးမခံနိုင်တော့ပဲမင်းကဘာတူလဲကုမ္ပဏီဝန်ထမ်းလည်းမဟုတ်ပဲဘာလာလုပ်တာလဲဆိုပြီးဒေါသထွက်နဲ့អော်လိုက်ပါတော့တယ်တေဆန်ကလည်းလူတွေအသက်ရှင်ဖို့စားဖို့မလိုဘူးလားဆိုပြီးပြန်ငေါက်လိုက်တယ်ပတ်ဝန်းကျင်ကိုတေချာကြည့်လိုက်တော့အဆောက်အအုံတစ်ခုလုံးကမောင်မိုက်နေပြီးမကောင်းတာတွေဖြစ်ပျက်နေတဲ့နေရာတစ်ခုလိုခံစားချက်ကိုပေးနေတယ်ဒါပေမဲ့သူ့ရှိကလူကြီးကိုကြည့်လိုက်တော့ဒီနေရာနဲ့လုံးဝမလိုက်ဖက်တဲ့ရိုးသားကောင်းမွန်တဲ့လူကြီးတစ်ယောက်ဆိုတာသူတတိထားမိလိုက်တယ်နဖူးအလေကတွန့်ချောင်းတုံချောင်းအရာဒီလူကြီးကသူ့ကိုကူညီပေးမဲ့မုံမြတ်သူတစ်ယောက်ဖြစ်မယ်ဆိုတာကိုရိပ်မိပြီးကျွန်တော်ကစီယန်ရဲ့အိမ်နီးနားချင်းမှာလို့ဝင်ပြောလိုက်ပါတယ်စီယန်ဆိုတဲ့နာမည်ကြတော့မန်နေဂျာရဲ့မျက်နှာအနှင်းငယ်ပျော့သွားပြီးစီယန်မင်းကဥပဒေကြောင်းသူလားလို့မေးပါတယ်တီဆန်ကကျွန်တော်တို့အားလုံးနဲ့3ရက်စာချိန်ထားတယ်လို့ပြောတော့မန်နေဂျာကအထင်သေးတဲ့ပုံစံနဲ့ဟိုစိန်ခံဟိုတယ်ပိုင်ရှင်ဖို့မင်းမပတ်စံနေဒီလောက်များနေတာလားဆိုပြီးမေးပါတယ်တီဆန်ကလေဒါရီအားလုံးကကိုအားကိုဟိုပြီးရှားထားတာပါလို့ကြွားလိုက်တဲ့အခါမန်နေဂျာကအနှင်းငယ်ကြပ်သွားပါတယ်နောက်ဆုံးတော့ဟမ်ဘာဂါလေးတစ်ခုလောက်သူလဲစားလို့ရမလားဆိုပြီးတောင်းဆိုသွားပါတော့တယ် အဲ့ဒီနောက်တေဆန်ကလေ့ကျင့်ခန်းခန်းမှာ practice room ဘက်ကိုဦးတည်လိုက်ပါတယ်တကားဖွင့်လိုက်တာနဲ့တေဂီတာတန်တွေရေသန်ညီညီနဲ့လေ့ကျင့်နေတဲ့ main ကလေးအဖွဲ့ကိုတွေ့လိုက်ရပါတယ်အထဲကိုရောက်သွားတဲ့အခါစီယန်ကတေဆန်ကိုမြင်ပြီးအံ့ဩသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဟမ်ဘာဂါအိတ်ထဲကအတန်ထွက်လာပြီးဒါကဘယ်နေရလဲဘာမှမမြင်ရတော့အောင်မောင်မိုက်နေပါလားဆိုပြီးအတန်ထွက်လာပါတယ်စင်ပေါ်မှာ main ကလေးတယောက်ကစတင်ကားပြတဲ့အခါတေဆန်အံ့ဩသွားပြီးဒေးချန်ကွန်ပြီးငါတွေ့ရတဲ့ဒုတိယနတ်သမီးပဲဒါပေမဲ့လုံးဝကိုကွေးပြားတဲ့ခံစားချက်ပါလားလို့တွေးမိလိုက်ပါတယ်မိန်းကလေးကတေဆန်နားကိုတိုးလာပြီးချစ်စရာလေးလို့ချီးကျူးလိုက်ပါတယ်ပြီးတော့တေဆန်ရာအရန်ကြီးမာနမခွေပါနဲ့လို့ပြောလိုက်တော့တေဆန်အံ့ဩသွားပါတယ်သူမကရှင်ရှန်ဟိုင်းကိုတစ်ခါသွားလိုက်ရင်မွန်းနှမ်းကောင်းတောင်းကိုပြန်ဖို့အရန်ခက်ခဲသွားလိမ့်မယ်အဲ့ဒီမှာပဲအနားယူလိုက်ပါလို့တတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာတေဆန်ရဲ့အုံနောက်ထဲကိုဂျိုဆွန်ခစ်ကလူတွေကိုအယီးပြိုစေခဲ့တဲ့ဝိုင်းချန်ကီဆိုတဲ့နာမည်တစ်ခုပေါ်လာပါတော့တယ်အဲ့ဒါနဲ့ပဲဥပဒေဌာနရဲ့10ချိန်မြောက်တေးလင်ရှိုးတေးလင် contest ပြင်ဆင်မှုတွေပြီးဆုံးသွားပါတယ်တေဆန်လည်းပြုံးလိုက်ပြီးဒါဆိုရင်သွားကြမလားလို့ပြောလိုက်ပါတယ်တက္ကသိုလ်ကျောင်းဝင်းကလာသာဆောင်တစ်ခုမှာဂျန်တေဆန်ထိုင်နေတော့လှပတဲ့မိန်းကလေးတစ်ယောက်ကသူ့ထံကိုလမ်းလျှောက်လာပြီးအချိုးရီဘူးလှမ်းပေးတဲ့အခန်းနဲ့ဇက်သိမ်းသွားပါတော့တယ်